ဒီဗီဒီယိုမှာတော့ data type ဆိုတဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးပါမယ်ပထမဆုံးတော့ကျွန်တော်တို့ data type ဆိုတာဘာလို့လိုအပ်တာလဲပေါ့ programming language တိုင်းလို့မှာ data type ဆိုတာရှိတယ်ဗျာကျွန်တော်တို့ C# မှာလည်းဘာကြောင့် data type လိုတာလဲပေါ့ပြောစရာကျွန်တော်တို့ statement ကမြင်များဆဆမရှိဘူးတချောင်းနဲ့ပဲပေါ့နော်ဘာလို့လဲဆိုတော့ data type က one of the structures of information တခုရဲ့ structure တွေကတခုပေါ့ဘာလို့ဆိုတော့လဲဆိုတော့ information ဆိုတာက data တွေနဲ့ကျွန်တော်တို့ဖွဲ့စည်းထားတာ data တွေပေါင်းဆက်ပြီးတော့ဖွဲ့စည်းထားတာအဲ့လို structure တွေက data type ကတခုပဲပေါ့ကျွန်တော်တို့က information တခုပြောတယ်ဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော် data တွေအချက်လက်တွေပါတယ်အဲ့အချက်လက်တွေပေါင်းဆက်ပြီးတော့ကျွန်တော်တို့ပြောကြတာပေါ့အဲ့မှာလည်းအမျိုးအစားတွေကျွန်တော်တို့အများကြီး꿰တယ်ပေါ့နော်ဥပမာကျွန်တော်တို့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံဘယ်နှဆက်ရှိခဲ့လဲပေါ့အဲ့ဒါဆိုရှင်ကျွန်တော်ပထမမြန်မာနိုင်ငံတော့ဒုတိယမြန်မာနိုင်ငံတော့တတိယမြန်မာနိုင်ငံတော့ဒီလိုမျိုးကျွန်တော်တို့သုံးနှုန်းတယ်ပေါ့ပထမမြန်မာနိုင်ငံတော့ဘယ်ဘရင်ကအုပ်စိုးခဲ့လဲပေါ့ဒုတိယမြန်မာနိုင်ငံတော့မှာဘယ်ဘရင်ကအုပ်စိုးခဲ့လဲတတိယမြန်မာနိုင်ငံတော့မှာဘယ်ဘရင်ကအုပ်စိုးခဲ့လဲပေါ့သူတို့ရဲ့နယ်မြေ area တွေဘယ်လောက်ရှိခဲ့လဲပေါ့ဒါမျိုးတွေကအဲ့ပြောတဲ့ information တွေမှာအချက်လက်တွေပေါ့ base လောက်ထားတာအဲ့အချက်လက်တွေပေါ့ကျွန်တော်တို့ကအခြေခံတာအဲ့အချက်လက်တွေအမျိုးအစားတစ်ခုနဲ့တစ်ခုမတူဘူးအဲ့အမျိုးအစားတွေထဲမှာကျွန်တော်တို့စာသားတွေဖြစ်ချင်းဖြစ်မယ်ကိန်းဂဏန်းတွေဖြစ်ချင်းဖြစ်မယ်တခါတည်းမှာကျွန်တော်တို့ပြောတဲ့ဇာတ်မှာကျွန်တော်တို့ကအမှားတွေအမှန်တွေလည်းဖြစ်ချင်းဖြစ်မယ်ပေါ့ဒီလိုကြောင်းရတယ်အဲ့ဒါတွေက data တွေရဲ့အမျိုးအစားပေါ့အဲ့တော့စာသားဒီ academic ရကြည့်မယ်ပေါ့ဒီစာသားဒီစာပေပညာရကြည့်မယ်ပေါ့နော်သုံးမယ်ဆိုလို့ရရှင်တော့ကျွန်တော်တို့ကဘယ်လိုသွားလဲဆိုတော့ပထမဆုံး data type ဘာလို့လိုရလဲဆိုတော့ဒီ data တွေရဲ့အမျိုးအစားကိုကျွန်တော်တို့ကစစ်ဆေးဖို့ identify လုပ်ဖို့တော့ပေါ့အဲ့လို identify လုပ်လိုက်ခြင်းအားဖြင့် computer ကဒီ values တွေကို interpretation လုပ်တဲ့အချိန်မှာဆိုရင်ဗျာ run တဲ့အချိန်မှာပေါ့နော် run မိတဲ့အချိန်မှာအကူအညီဖြစ်တယ်နောက်တစ်ခုက data type တွေရှိခြင်းအားဖြင့် data တွေသုံးခြင်းအားဖြင့်သုံးတယ်ဆိုတာလဲကျွန်တော်တို့ကဘယ်လိုခေါ်မလဲ misusage မဟုတ်ဘူးပေါ့နော်တကယ်ကို proper way နဲ့တကယ် proper usage ဖြစ်ရမယ်ပေါ့အဲ့လိုသုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က program တွေကပို့ပြီးတော့ efficient ဖြစ်တယ်ပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့က data type တွေအဲ့လိုမျိုးမှန်မှန်ကန်ကန်သုံးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ program တွေကိုကျွန်တော် compile လုပ်တဲ့အချိန်ရှိတယ်အဲ့ compile ကလည်းကျွန်တော်ပြောခဲ့ပြီးသားကျွန်တော်တို့ဒီ notepad ပေါ်မှာ C# code တွေရေးတော့ကျွန်တော် compile လုပ်ခဲ့ရတယ်ဟုတ်အဲ့တော့အရင် video တွေမှာကျွန်တော်ပြောခဲ့တယ်ဆိုတော့ compile လုပ်တဲ့အချိန်မှာကျွန်တော်တို့က batch တွေဖြစ်နိုင်တယ်ဆိုတော့ batch တွေထားနိုင်တယ်ဆိုတာ error လေးတွေဖြစ်နိုင်တယ်အဲ့တော့ဒီ error တွေကိုကျွန်တော်တို့ကကြိုတင်ပြီးတော့ prevent ကာကွယ်ဖို့ပေါ့ကာကွယ်နိုင်တယ်ပေါ့ဒီ data type တွေကောင်းကောင်းမွန်သုံးတဲ့အချက်နောက်တစ်မျိုးကကျတော့ကျွန်တော်တို့က define operations ပေါ့အဲ့ဒါတော့ကျွန်တော်သိကြတယ် data type တွေကျွန်တော်တို့ခွဲခြားထားတယ်တစ်ချိန်မှာ information တည်ဆောက်လို့ရှိရင်အဲ့ကောင်တွေကိုကျွန်တော်တို့ operations လုပ်ကြတာပဲပေါင်းပြီးတော့ပေါင်းဆက်ရှိရပေါင်းမယ်ဖက် different လုပ်ဆက်ရှိရလုပ်မယ်เนาะဒါမျိုးတွေကို operation လုပ်တယ်လို့ခေါ်တယ်မှားတယ်မှန်တယ်တွေ logical ကြဆုံးဖြတ်တာတွေဒါမျိုးတွေက operations တွေပေါ့ဒီ operations တွေလုပ်တဲ့ခါကျလို့ရှိရင်ဒီ data တွေကအကူအညီဖြစ်တယ်အသုံးဝင်တယ်ပေါ့နောက်ဆုံးတစ်ချက်ကတော့ improve readability ပဲဘာလဲဆိုတော့ကျွန်တော်တို့ကဒီ code တွေကိုကျွန်တော်တို့ဖတ်ကြတဲ့အချိန်မှာတခြားတစ်ယောက်ကဝင်ဖတ်တာနဲ့ပို့ပြီးတော့ easy to use ဖြစ်မယ် easy to understand ဖြစ်မယ်ပေါ့နော်ဒါမျိုးရှိရတယ်ပေါ့data type တွေကဒါဒီလိုအကြောင်းအရာတွေဒီအတွက်ကြောင့်ကျွန်တော်တို့ကလိုအပ်တယ်ပေါ့ဒါဆိုလို့ရှိရင် data type ဘာလို့လိုတာလဲကျွန်တော်တို့သိသွားပြီအဲ့ဒါဆိုရှင်ကျွန်တော်နောက်တစ်ချက်သွားရအောင်ပေါ့data type အမျိုးအစားပေါ့ဒါက categories နော် data type တွေရဲ့အမျိုးအစားဘယ်နှမျိုးရှိလဲပေါ့တကယ် main category ကကျွန်တော်တို့ဒီ3မျိုးရှိပါတယ်ကျွန်တော်တို့ C# မှာပေါ့ဒီ3မျိုးရှိတယ် value type ရယ် reference type ရယ်ပြီးလို့ရှိရင် pointer type ရယ်3ခုရှိတယ်အဲ့တော့အဓိကကျွန်တော်တို့အသုံးကတကယ်သုံးတဲ့ဥစ္စာက2ခုရှိတယ်ပထမ1နဲ့2နဲ့ပေါ့နော် value type ရယ် reference type ရယ်ကျွန်တော်ကဒီညတော့ကျွန်တော် data ဒီ video မှာ data type ဆိုတာ
ဘာလဲလို့ပဲကျွန်တော်ကအကြောင်းပြောမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အကုန်လုံးစာထည့်ပြောသွားမှာပေါ့နော်အဲ့တော့ value type reference type pointer type ဆိုပြီးတော့ကျွန်တော်တို့မှာ၃မျိုးရှိတယ်ပေါ့အခုကျွန်တော်မြင်နေရတာကတော့ integer data type ပေါ့သူကအမျိုးအစား category အမျိုးအစားရ value type ဖြစ်တယ်ပေါ့integer ဆိုတာဘာလဲကျွန်တော်တို့ဟိုးသင်ချာမှာဟိုးငယ်လေးတဲ့ကျွန်တော်သင်ခဲ့ပြီးသားပါ game ဆိုတဲ့ value တွေကိုသုံးလို့ရှိရင်ကျွန်တော်ဒီ data type တွေနဲ့ဒီ keyword တွေနဲ့ကျွန်တော်တို့သုံးလို့ရပါတယ် by as by short you short in you in long you long ဒီရှင်းမျိုးနဲ့ကျွန်တော်တို့က game တွေကိုသတ်မှတ်နိုင်ပါတယ်အဲ့တော့ဒီရှင်းမျိုးကဘာလို့ခွဲထားလဲ game ပြည့်ဆိုလို့ရှိရင်ရပြီတော့မဟုတ်ဘူးကျွန်တော်တို့က game ပြည့်မှာကျွန်တော် size တွေခွဲထားတယ်အဲ့တော့ size အသေးဆုံးကတော့ 8 base ပေါ့ 8 base ဖြစ်တယ်ပြီးလို့ရှိရင်တော့16 base ပြီးလို့ရှိရင်32 base ပြီးလို့ရှိရင်တော့ကျွန်တော်တို့က64 bit ပေါ့အဲ့တော့ကျွန်တော်တို့ဒီမျိုးတစ်စင်ချင်းသွားတယ်သူရဲ့ size တွေက8 base 16 bit 32 bit 64 bit system ရဲ့ name တွေပေါ့ byte ဆိုလို့ရှိရင်ကျွန်တော် system.byte s byte ဆို system.s byte ဒါတွေကသူတို့ရဲ့ type name တွေပေါ့ short ဆိုလို့ရှိရင်16 in ဆိုလို့ရှိရင်ကျွန်တော်32ထဲမှာပါတယ် long ဆိုလို့ရှိရင်တော့ကျွန်တော်တို့64ထဲမှာပါတယ်ပေါ့သူတို့ရဲ့ range တွေ8 bit ဆိုလို့ရှိရင်ကျွန်တော်0 to 255သွားတယ် s byte ဆိုလို့ရှိရင်တော့ကျွန်တော်တို့က8 bit ပဲဒါပေမဲ့သူကကျွန်တော်တို့ minus ပါလက်ခံတယ်အဲဒါဆိုရင် minus ပါလက်ခံတယ်ဆိုရှင်ကျွန်တော်တို့က plus or minus ပေါ့နော် positive number ကို negative number ကိုလက်ခံတဲ့ဥစ္စာမျိုးသုံးနေတယ်ဆိုရှင် s byte ကိုသုံးလို့ရတယ်ပေါ့ positive number တွေပဲသုံးမယ်ဆိုရင်တော့ကျွန်တော်တို့က byte ကိုသုံးလို့ရတယ်ပေါ့သူရဲ့ size ကသူရဲ့ range ကအဲ့လောက်ပဲသုံးလို့ရတယ်အဲ့ဒါကြော်သွားလို့ရှင်ကျွန်တော်တို့ data ထည့်လို့မရတော့ဘူးဒါသူရဲ့ range ပေါ့အဲ့တော့ဒီ 16 bit 8 bit ပြီးတော့ကျွန်တော်16 bit ဆိုလို့ရှိရင်ကျွန်တော်တို့က short ဆိုတဲ့ data type လေးရှိတယ်အဲ့ short ကကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင် -32768 ကနေပြီးတော့ကျွန်တော်တို့က positive plus 32767 ထိကျွန်တော်ရတယ်ပေါ့ပမာလိုပြောမယ်ဆိုရင်3200ကျော်လောက်ကနေတော့ plus 3200ကျော်လောက်ထိ minus 3200ကျော်ကနေ plus 3200ကျော်လောက်ထိရတယ်ပေါ့ positive number တွေပဲသုံးမယ်ဆိုရှင်3ညကနေပဲကျွန်တော်တို့6535 6000ခွဲလောက်ထိရတယ်ပေါ့ကိုထည့်မဲ့ value ကဒါ game ပြေးဆိုရင်အဲ့ဒါကြော်သွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့32 bit ဆိုလို့ရှင်ပိုများသွားပြီအဲ့တော့ဒီຢာတွေဘလို့ရလာလဲဆိုတော့ဗျာ255ဒီမှာ0 to 255ဆိုတော့256ဆိုတဲ့လုံးကြီးအတွက်ရှိတယ်အဲ့တော့256ကို256နဲ့မြှောက်လိုက်လို့ရှင်6536ဆိုတဲ့အဖြစ်ရမယ်အဲ့6536ကို6536နဲ့မြှောက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီကိန်းကလေးရမယ်ပြောချင်တာကဒီကိန်းကလေးကဘယ်လောက်ဖြစ်သွားလဲဆိုတော့ဗျာnegative number minus 12000ကျော်လောက်ကနေပြီးတော့ plus 12000ကျော်လောက်ထိရတယ် integer ကအဲဒါကြောင့်မို့ကျွန်တော်တို့ကprogramming မှာ game ပြည့်သုံးမှလို့ရှိရင်ကျွန်တော်ကဒီ in ကိုပဲသုံးကြတာများတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူကတကယ်သုံးလို့အဆင်ပြေတဲ့ main range ထဲမှာရှိတယ်ပေါ့အဲ့ဒါကြီးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်64 bit အရင်များသွားပြီကျွန်တော်တန်းဆိုတဲ့ကဏ္ဍမျိုးတွေကျွန်တော်သုံးလို့မရတော့ဘူးပေါ့နော်အဲ့တော့သူ့ရဲ့ power က0 to ဆိုရင်တော့2 power 63အဲ့တော့ calculator မှာရှာကြည့်ပါဗျာနော် okay ညာဘက် channel default value တွေပါဒါအရေးမကြီးသေးဘူးပေါ့နော်လောလောဆယ်ကျွန်တော်တို့သိရမှာက game ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်မှာ10မျိုးရှိတယ် size ရဆိုလို့ရှိရင်ကျွန်တော်မှာ4မျိုးရှိတယ်8 bit လား16 bit လား32 bit လား64 bit လားပေါ့ okay အဲ့ဒါဆိုရှင်ဒါက integer data type အတွက်ကျွန်တော်ဒီလိုမျိုးလေးခွဲထားတယ်အဲ့မှာအသုံးများဆုံးတော့ integer ပေါ့ဒီကောင်လေးပေါ့ကောင်းပြီကျွန်တော်နောက်ထပ် data type စီသွားရအောင်ဒါကတော့ floating number ဆိုတော့ floating number ဆိုတာကျွန်တော်တို့ဒသမကိန်းတွေတော့ကျွန်တော်တို့မှာဒသမကိန်းအတွက်3မျိုးရှိပါတယ် float ရယ် double ရယ် decimal ရယ်ကျွန်တော်ဒီ float တွေ double decimal တွေဘယ်လိုသုံးရမလဲကျွန်တော်ဘယ်လိုသုံးနေလဲအဓိက size ပေါ့နော် size ကိုကြည့်မယ်ဆိုလို့ရှိရင် float ကတော့ကျွန်တော်တို့က32 bit ပါ double ကတော့64 bit ပါ decimal ကတော့128 bit ပေါ့decimal တော့အကြီးဆုံးပဲဘယ်လိုနေရာမျိုးတွေမှာကျွန်တော်တို့ရွေးပြီးသုံးကြလဲဆိုပေါ့နော်
ဒီ program လေးထဲမှာအသေးလေးတွေပဲအရင်တွက်ချက်စရာမရှိဘူးဒသမကိန်းတွေအများကြီးနဲ့မလိုဘူးဆိုရင်ကျွန်တော်တို့ float လောက်နေပဲကျွန်တော်တို့တွက်တယ်ပေါ့နော်သူ့ထက်နည်းနည်းလေးပို့ပြီးတော့လိုနိုင်မယ်ဒသမကိန်းနည်းနည်းနေရာခမင်းများအထိမှန်အောင်တွက်နိုင်မယ်ပေါ့နော်အဲ့ဒါမျိုးလိုတယ်ဆိုလို့ရှိရင်တော့ကျွန်တော် double ကိုသုံးတယ်ပေါ့နော် decimal ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒသမကိန်းတော်တော်များများအထိကိုကျွန်တော်တို့မှန်အောင်တွက်နိုင်တယ်ပေါ့ဘာကြောင့်ကျွန်တော်တို့ကအဲ့အကြောင်းအရာတွေပြောရတာလဲပေါ့ဘာကြောင့်ဒသမကိန်းတွေအများကြီးထိပြတကယ်တမ်းငွေကြေးနဲ့ပတ်သက်တဲ့ဒီ operation တွေမှာဆိုလို့ရှိရင်ဒသမကိန်းနေရာနည်းနည်းလေးပဲသုံးတယ်ဆိုလို့ရှိရင်ပေါ့ထားပါတော့10လီစိတ်ရာလီစိတ်ထောင်လီစိတ်တောင်းလီစိတ်ဆမ်းတဲ့ပေါ့အဲ့လောက်ပဲသုံးတယ်ဒသမ3လေးလုံးပဲသုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမှန်ဖို့ခက်တယ်ပေါ့နီးစပ်ဆုံးမှန်ဖို့ခက်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ကတကယ်ငွေကြေးနဲ့ပတ်သက်တဲ့ဒီ currency တွေ money တွေဒါတွေနဲ့ပတ်သက်တဲ့နောက်အထူးသဖြင့်ကျွန်တော်တို့ banking sector နဲ့ပတ်သက်တဲ့ application မျိုးတွေရေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒသမကိန်းတွေသုံးတဲ့အခါမှာကျွန်တော်တို့ decimal ကိုသုံးလို့ရှိရပေါ့ဒါလောက်ပါပဲအရင်ကြီးကျွန်တော်တို့ဟိုမှာဖြစ်ပါဘူးเนาะ decimal တော့အသုံးများတယ်ပေါ့ဗျာเนาะကဲကောင်းပြီအဲဒါဒါကတော့ဒသမကိန်းတွေအတွက်ဒသမကိန်းကကျွန်တော်8 bit မရှိဘူး16 bit မရှိဘူးအနည်းဆုံး32 bit ကနေစတယ်เนาะin နဲ့တူတူပဲပေါ့เนาะ size ကနောက်တစ်ခုကကျတော့ကျွန်တော် character data type ပေါ့character data type ဆိုတာကဘာလဲဆိုတော့ character တစ်လုံးချင်းကိုကျွန်တော်တို့ကဆိုလိုတာပါကျွန်တော်တို့ဒီ keyboard မှာရိုက်လို့ရတဲ့ key တစ်လုံးချင်းကို character လို့ကျွန်တော်တို့ဆိုလိုတယ်အဲ့တော့အဲ့ဒီဒီကျွန်တော်ကသိကျင်တယ်ဆိုရှင်ကျွန်တော်ဘာလုပ်ပြလို့ရလဲဆိုလို့ရှိရင် character map ဆိုတာကိုခေါ်ကြည့်လို့ရတယ် window key လေးနှိပ်ပြီးတော့ CHARMAP လို့ char map လို့ကျွန်တော်ရိုက်လိုက်လို့ရှင် character map လေးထွက်လာလိုက်မယ်အဲကျွန်တော်ဆိုရှင်ကျွန်တော်တို့ကအဲ့မှာ key လေးတစ်လုံးချင်းရှိအဲ့ key လေးကိုတစ်ချက်ချင်းနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘယ်ဘက်အောင်လေးပါအဲ့လိုမျိုး u+ ဆိုပြီးတော့ကျွန်တော် unicode နဲ့ဒီ0လေးလုံးကနေ f လေးလုံးထိ value လေးတွေ့ရလိုက်မယ်ပေါ့ဒါက character တစ်လုံးချင်းစီကိုကိုးစားပြုတာပါcharacter data type လို့ပြောလို့ရှိရင်ကျွန်တော်နှလုံးသုံးလုံးသွားထည့်လို့မရပါဘူးတစ်လုံးပဲထည့်လို့ရမယ်ဒါက char ပေါ့ပြီးလို့ရှိရင်ကျွန်တော် boolean ပေါ့ boolean ဆိုတော့ကျွန်တော်အမှားမှန်ပေါ့ဗျာနော်သူ့မှာ value ဆိုတော့ true ရယ် false ရယ်ပေါ့မှားရင်မှားတယ်မှန်ရင်မှန်တယ်ပေါ့ဒီအတွက်ကြောင့်မို့ကျွန်တော်သုံးတယ်ပေါ့ဒါလည်း value type ပဲအဲ့တော့ကျွန်တော်အခုနောက်ကိုပြန်သွားရလို့ရှိရင် integer value type ပဲ floating number value type ပဲ character value type ပဲ boolean value type ပဲပြီးလို့ရှိရင်တော့ကျွန်တော်နောက်ထပ်တစ်ခုသွားရအောင်ဒါကတော့ reference data type တယ်reference data type တော့ size ရလို့မရှိပါဘူးကျွန်တော်တို့ကသူ့မှာ keyword တွေကျွန်တော်မှတ်ထားရမယ် string ဆိုတဲ့ keyword ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ object ပြီးလို့ရှိရင် class ပြီးလို့ရှိရင် delegate ပြီးလို့ရှိရင် interface ပြောမှဆိုရင် reference data type ကဒီ5မျိုးရှိတယ်ပေါ့ဗျာနော်ဒီစကားလုံးလေးတွေမြင်တယ်ဒီစကားလုံးလေးရေးမယ်ဆိုရင်အဲ့ဒါ reference type ဖြစ်သွားပြီပေါ့ကျွန်တော် value type reference type ပေါ့ကျွန်တော်နည်းနည်းလေး detail ထပ်ရှင်းပြပါဦးမယ် string ဆိုတာစာသားတွေအတွက်ဖြစ်တဲ့ object ဆိုတာကျတော့ကျွန်တော်တို့ကobject ဆိုတာကျွန်တော်ကအကျယ်တကယ်ကို detail ထပ်ရှင်းပြစရာတော့ရှိရပါတော့ object ဆိုတာအခုရိုးလေးအခုတိတိလေးပဲမှတ်ထားလိုက်ပါနော် everything is object ပါကျွန်တော်တို့မျက်စိနဲ့တွေ့လို့ရတဲ့မှန်သမျှကျွန်တော်တို့အုံနောက်ထဲမှာစဉ်းစားလို့ရတဲ့အရာတွေမှန်သမျှထိတွေ့ကင်တွယ်လို့ရတဲ့အရာမှန်သမျှကအဲ့ဒါ object ပါပဲဒီလိုမျိုးလေးမှတ်ထားနောက်တစ်ခုက class ကလည်းပါပဲလဲဆိုတော့ object ပါပဲdelegate ကတော့ကျွန်တော်တို့ကပါလဲဆိုတော့service broker ပေါ့မြန်မာလိုနည်းနည်းရင်ကျေးတဲ့ file နဲ့သုံးရမယ်ဆိုလို့ရှိရင်တော့အကျိုးဆောင်ပေါ့ဗျာနော် delegate ဆိုတာနည်းနည်းအရက်စကားနဲ့ပြောရမယ်ဆိုရှင်တော့ပွဲစားပေါ့ဗျာနော်ဒီသဘောတရားပေါ့ interface ကလည်း delegate နဲ့ခက်ဆင်ဆင်ပါပဲနော်ဒါပေမဲ့ delegate လို့တော့အတိအကျတော့မဟုတ်ဘူးနော် interface ကလည်းအဲ့လိုပဲအလုပ်တွေကိုလုပ်ပေးမယ်အရာပဲပေါ့နော်delegate နဲ့ခက်ဆင်ဆင်လို့ပဲလောလောဆယ်မှတ်ထားပါဗျာနော်ကျွန်တော်နောက်ပိုင်းမှာကျွန်တော် detail လေးပြောမှာပေါ့နောက်တစ်ခုက pointer data type ဆိုတော့pointer data type ဆိုတာဘာလုပ်ပေးတာလဲဆိုတော့အမှန်တော့ pointer ဆိုတဲ့စကားလုံးကကျွန်တော်ကရှင်းတယ်ညွန်ပြပေးတာပေါ့ဒီမှာကျွန်တော်ရှင်းပြတာရတယ်ဒီ ampersand ဆိုတဲ့စကားလုံးလေးတစ်လုံးဒီဟာလေးတစ်လုံးကဒီ symbol လေးကဘာကိုညွှန်လဲဆိုတော့ကျွန်တော်တို့ဒီစောက်လိုက်တဲ့ဒီ variable ရဲ့ memory address ကိုလိုချင်တဲ့အခါမှာ ampersand ကိုသုံးတယ်ကျွန်တော်တို့အဲ address ထဲမှာတင်ထားတဲ့ value ကိုလိုချင်တဲ့အခါမှာ star ကိုသုံးတယ်ပေါ့ဒါက pointer data type ပေါ့
အဲ့တော့ကျွန်တော်တို့က data type တွေဘာလို့လိုတာလဲ data type တွေဘယ်လိုအမျိုးအစားတွေရှိတယ်အဲ့အမျိုးအစားခေါင်းစဉ်တစ်ခုချင်းအောက်မှာဘယ်လို data type မျိုးတွေသုံးလို့ရလဲဆိုတာမျိုးကိုကျွန်တော်ဒီ video မှာ sharing လုပ်ပေးခဲ့တာဖြစ်တယ်ကျွန်တော်တို့နောက် video မှာတော့ကျွန်တော်တို့ data type တွေနဲ့ variable declaration တွေအကြောင်းကိုဆက်သွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်